မင်္ဂလာပါထီချစ်သူလူကြီးမင်းတို့ရှင်ညီမတို့မြို့ပေါ်မှာလူကြီးမင်းတို့ထိုင်းတီစင်ကာပူတီဝယ်ယူကန်ဆန်းတဲ့အခါမှာပုံမအဆင်ပြေပြီးပြင်မြန်ချောမွေ့စေဖို့အတွက်မြင့်မို့လူတိုဆိုတဲ့ application လေးတစ်ခုနဲ့မိတ်ဆက်ပေးကြပါမယ်မြင့်မို့လူတို app မှာဆိုရင်ဖြင့်လူကြီးမင်းတို့ကန်ဆန်းလိုတဲ့ဒီနံပါတ်ကိုကိုယ်တိုင်ကိုကြရိုက်နှိပ်ရှာဖွေလို့ရနိုင်မှာဖြစ်ပါတယ်ထီထွက်လာတဲ့အခါမှာလည်းကန်ဆန်းထားတဲ့ဒီနံပါတ်ကိုအလွယ်တကူနဲ့တိုက်စစ်ဆေးလို့ရပြီးတော့ကိုပိုင်အကောင့်နဲ့မြင့်မို့လူတို app ကိုကိုပိုင် wallet တစ်ခုအနေနဲ့လုံခြုံစိတ်ချစွာသုံးစွဲနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုလေးမှာတော့မြင့်မို့လူတို app ကိုဘယ်လိုမျိုးအသုံးပြုရမလဲဆိုတဲ့အသုံးပြုပုံအစဉ်စဉ်ကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။လူကြီးမင်းတို့အနေနဲ့အခုမြင်နေရတဲ့ဟောဒီ Telegram link လေးကိုနှိပ်လိုက်ရပါမယ်။အခုတွေ့ရတဲ့အခါမှာတော့ဒီနှစ်ခုမှာပေါ့နော်ဇက်ပြရဲ့ package installer ရဲ့ဆိုတဲ့စီမှာဒီ package installer ကို adjustments လေးနှိပ်ပြရပါမယ်ဖုန်းတစ်လုံးနဲ့တစ်လုံးကတော့ပေါ်တဲ့ပုံစံတူချင်မှတူပါမယ်ရှင်ဒါဆိုရင် install လုပ်ပါမယ်အခုတွေ့ရတဲ့ခါမှာတော့ဒီခါမှာ done ဆိုတာကိုနှိပ်လဲရတယ်ဒီဘက်က open ကိုနှိပ်လဲရတယ်เนาะညီမကတော့ဒီ app ထဲကိုတန်းပြီးတော့သွားလိုက်မှမို့လို့ open ကိုပဲနှိပ်လိုက်ပါမယ်ဟောတာကတော့ဒါဒီမြင့်မို့ application ရဲ့မြင့်မို့လူတိုရဲ့ပထမဆုံးတွေ့ရတဲ့စာမျက်နှာလေးဖြစ်ပါတယ်ဒီမှာလူကြီးမင်းတို့အနေနဲ့လုံခြုံစိတ်ချစွာသုံးနိုင်ဖို့အတွက်ဒါကိုယ်ပိုင်အကောင့်လေးဖွင့်ရပါမယ်ပထမဆုံးဒီမှာကိုယ့်ရဲ့ကိုယ်ပိုင် email တစ်ခုထည့်ရပါမယ်create account ဆိုတာကိုလို့နှိပ်ပါနှိပ်ပြီးတဲ့အခါကျရင်ကိုသုံးချင်တဲ့ account လေးကိုဒီကိုသုံးချင်တဲ့ Gmail နဲ့ဖွင့်ပါတော့ဒီမှာဆိုရင်ဒါညီမကဒီ account လေးကိုဖွင့်လိုက်ပါမယ်ဒီ Gmail လေးကိုသုံးမယ်ပေါ့နော်ကိုသုံးမယ်ပြီးတဲ့အခါမှာ password ကတော့ကိုထားချင်တဲ့နံပါတ်ကိုလွယ်လွယ်ကူကူထားလို့ရပါတယ်ပြီးရင် register လေးနှိပ်လိုက်ပါမယ်ကဲဒါဆိုရင်တော့ဒါကမြင့်မို့ရဲ့ပထမဆုံးစာမျက်နှာလေးဖြစ်ပါတယ်ပေါ့နော်ဒီမှာဆိုရင်ဒါညီမတို့ဘာတွေရှိလဲဆိုတော့ဒါကမြင့်မို့ကိုကိုယ့်ရဲ့ခုနကပြောသွားသလိုကိုပိုင် wallet တစ်ခုအနေနဲ့သုံးလို့ရပါတယ်ကိုပိုင် wallet ဆိုတာဘယ်လိုပြောရမလဲဆိုရင်တော့ကိုကဒီဥပမာပတ်စံ1000ထည့်ထားခြင်းလည်းရတယ်2000 3000 4000 5000ပေါ့နော်ထီဝယ်တဲ့အခါမှာပြန်ပြီးအသုံးပြုလို့ရတဲ့ပတ်စံကိုအသုံးပြုဖို့ထီဝယ်ဖို့ပတ်စံကိုဒီထဲမှာထည့်ထားလို့ရပါတယ်ဘယ်လိုမျိုးထည့်ရမလဲဆိုရင်တော့ကိုကဒီမှာ admin စီကိုပုံစံမျိုးစုံနဲ့ဆက်သွယ်လို့ရပါတယ်ဖုန်းကောနဲ့ခေါ်မလားနောက်တစ်ခုကစာ message ပို့ပြီးတော့ခေါ်မလားပေါ့နော်ဒီ message ပို့ပြီးတော့ခေါ်တဲ့နီလန်ကတော့ပို့ပြီးတော့အဆင်ပြေပါတယ်အခုမြင်ရတယ်လို့ဆိုရင်ဒါမြင့်မို့ရဲ့ Viber ကိုတန်းပြီးတော့ရောက်သွားပါတယ်နော်ကဲဒါဆိုရင်ဆက်ကြည့်မယ်ဟုတ်ပြီဒါက wallet ကိုထည့်လို့ရတဲ့ပုံစံပါဒီမှာဆိုရင်တော့ဒါကလောလောဆယ်ဆယ်ဘာမှမရှိထားဘူးပတ်စံလည်းမထည့်ထားသေးတဲ့အကောင့်ဖြစ်တဲ့အတွက်0ကျပ်ဆိုပြီးတော့ပြပါတယ်ကိုက top up လုပ်ချင်လည်းရပါတယ်ကိုယ်တိုင်ကိုကြ top up လုပ်ချင်တယ်ဆိုရင်တော့နှစ်ခုလုံးကဒါကမြင့်မို့ရဲ့ Messenger page ကိုရောက်သွားမှာဖြစ်ပါတယ် Facebook page ကိုရောက်မယ်ပေါ့နော်ပို့ပြီးတော့ကောင်း recommend ပေးတာကတော့ဒီ Viber ကိုတန်းသွားလိုက်တာကပိုကောင်းပါတယ်နောက်တစ်ခုကတော့လူကြီးမင်းတို့အနေနဲ့နေ့တိုင်းဝင်ပြီးတော့ lucky spin လေးနှိပ်ပြီးတော့စုတွေရယူနိုင်ပါတယ်ဒီမှာဆိုရင်ပထမဆုံး spin နောက်လေးကြည့်ပါမယ်ဘယ်လောက်ရမလဲကြည့်ရအောင်အော်90ကျပ်ပဲရပါတယ်အဲ့လိုဆိုတော့ညီမက90ကျပ်ကိုရသွားပြီဖြစ်ပါတယ်ဒီ90ကျပ်ကထီဝယ်တဲ့နေရာမှာ90 90ပေါ့နော်ဒီကရတဲ့စုတွေကိုသုံးပြီးတော့လည်းထီပြန်ဝယ်လို့ရပါတယ်ကဲ
ကဲဒါဆိုရင်ပြန်ထွက်ကြည့်မယ်နော်ဒီမှာ wallet ထဲမှာ90ရောက်လာပြီနော်90ကျပ်ရောက်လာပါပြီအဲ့လိုဆိုတော့ကိုကနေ့တိုင်းဝင်ပြီးတော့ဒီလိုမျိုးခွေးလေးကိုလှည့်ယုံနေကိုကဒီမှာပတ်စံဘယ်လောက်ထိရနိုင်မလဲဆိုရင်100 200 150 200ထိ200 300အကုန်ရနိုင်ပါတယ်နော်နောက်တစ်ခုသွားပါမယ်နောက်တစ်ခုကကြတော့အခုမြင်ရတဲ့အတိုင်းဒီဆိုင်နေဖြစ်ပါတယ်ဆိုင်ဆိုတာကမြင့်မို့မှာရရှိနေတဲ့ထိုင်းတီစင်ကာပူတီဒီဘန်ကောက်ဆိုတာကကြတော့ဒီမြင့်မို့ရဲ့ဆိုင်ခွဲတစ်ခုဖြစ်တဲ့ဘန်ကောက်မှာရှိတဲ့ဆိုင်ခွဲကနေပြီးတော့ထီတွေကိုပုံသိန်းအနေနဲ့ပုံသိန်းအနေနဲ့ cashback အစီအစဉ်တွေရှိပြီးတော့ရောင်းချပေးနေရဖြစ်ပါတယ်ထိုင်းတီကိုအရင်သွားကြည့်အောင်နော်ထိုင်းတီမှာဆိုရင်တော့ဒါလူကြီးမင်းတို့အခုရရှိနေတဲ့ထီတွေဖြစ်ပါတယ်ဒါပေမဲ့လက်ရှိမှာတော့ထီကုန်နေတဲ့အတွက်ကုန်နေရလို့ပြရတယ်ပေါ့နော်ထီတွေရောက်လာတဲ့အခါမှာတော့လူကြီးမင်းတို့ဒီ app လေးထဲကိုဒီ page လေးကိုဝင်ပြီးတော့လူကြီးမင်းတို့ထိုင်းထီကန်ဆန်းလို့ရပါတယ်အခုဒီမှာကဒါတစ်ဆောင်တွဲတွေမြင်ရတာပါဒီဘက်လေးဆွဲလိုက်မယ်ဆိုရင်တော့ဒါနှစ်ဆောင်တွဲရနေတဲ့ဒီနံပါတ်တွေဖြစ်ပါတယ်ကဲဒါဆိုရင်တော့ထိုင်းထီကိုတီးပြီးဖြစ်မယ်နော်နောက်တစ်ခုသွားပါမယ်ဒီမှာက ST Shop ပေါ့နော် ST Shop ဆိုတာစင်ကာပူထီတွေပါစင်ကာပူထီတွေကဒါအခုလက်ရှိလဲတခြားနေတဲ့ထီတွေဖြစ်တယ်ပေါ့နော်တစ်ဆောင်ကိုအစမ်းပြီးဝယ်ပြပါမယ်ဒီမှာဆိုရင်12500ကျပ်ပါဒီနံပါတ်လေးဆိုရင်နှိပ်လိုက်ပါမယ်နှိပ်လိုက်တဲ့အခါမှာကတ်ထဲရောက်ပြီဆိုပြီးတော့အစိမ်းရောင်လေးနဲ့ပေါ်လာပါတယ်ဟောဒီကကတ်လေးနဲ့တပြန်ကြည့်ပါမယ်ဒါကညီမယူလိုက်တဲ့နံပါတ်လေးဖြစ်ပါတယ်အဲ့ဒီခါမှာဘာဖြစ်မလဲဆိုတော့သူကကောင့်တောင်ကို15မိနစ်အချိန်ပေးပါတယ်ဒီ15မိနစ်ထဲမှာကိုကဒီထီလက်မှတ်ကိုမြင့်မို့မှာပဲတိမ့်မလားအိမ်ရောက်ပို့မလားဆိုတာကို option ရွေးရပါမယ်ဟုတ်ပြီမြင့်မို့မှာပဲတိမ့်မယ်ဆိုရင်တော့ကိုကဒီ slip ကို attach တွဲပေးရပါမယ် KP နဲ့ပေးမလား KP နဲ့ဆိုရင်တော့ဒီနံပါတ်ကိုပေးရမယ်ဒါ KP နံပါတ် account ပိုင်ရှင်နာမည်ကဒီမှာပေါ့နော်ပြီးတဲ့အခါမှာအောက်မှာတော့ငွေလွှဲတဲ့သူနာမည်ကိုရဲ့ငွေလွှဲထားတဲ့ transaction ID တွေထည့်ပေးရပါမယ်ပြီးတဲ့အခါကျရင် confirm order ဆိုတာကိုနှိပ်လိုက်ရပါမယ်ဥပမာထည့်ပေးပါမယ်နော်ထည့်လိုက်မယ်ဆိုရင်ဒါဥပမာပေါ့နော် okay ပြီးတဲ့အခါမှာ confirm order နှိပ်လိုက်ပါမယ်ဒီအခါမှာ success လို့ပြရဲဒီ profile လေးအောက်ကိုဝင်ကြည့်မယ်ဝင်ကြည့်တဲ့အခါမှာဒါကညီမဝယ်ထားတဲ့ထီဖြစ်ပါတယ်အဲ့ဒီအခါမှာဟိုဘက်ကထီဆိုင်ကနေပြီးတော့ဒီထီကိုရမရဆိုတာအစစ်ဆေးပေးနေပါတယ်ရတယ်ဆိုရင်တော့ဟိုဘက်ကပြန်ပြီးတော့ accept လုပ်ပေးပါလိမ့်မယ်ဒီလိုပုံစံနဲ့သွားပါတယ်တကယ်လို့ဒီချိန်မှာထီကမရတော့ဘူးဆိုရင်တော့ဒါကိုထီဆိုင်ဘက်ကနေညှင်းဆိုင်လိုက်ပါတယ်ဆိုပြီးတော့ပြန်ပြရဲပေါ့နော်ဒီလိုမျိုးလေးရှိပါတယ်ကဲဒါဆိုရင်ငကိုနေရာလေးပြန်သွားမယ်ဒါကစင်ကာပူထီအကြောင်းပြီးပြီပေါ့နော်ဒီဘန်ကောက်ဆိုင်ကလည်းဒီလိုပါပဲဒါပေမဲ့လက်ရှိမှာကဒီနောက်တစ်ပတ်ထီထွက်မဲ့အချိန်ကိုဒီထီတွေနောက်တစ်ပတ်ရောက်မဲ့ထီတွေမရောက်သေးတာဖြစ်တဲ့အတွက်ဒီလိုမျိုးလက်မှတ်ကုန်နေတယ်ဆိုပြီးပြတာဖြစ်ပါတယ်ပေါ့နော်တကယ်လို့ထီတွေရောက်လာတဲ့အခါမှာလည်းဗီဒီယိုလေးလုပ်ပြီးတော့ထပ်ပြောပြပါမယ်ပြီးတဲ့အခါမှာလူကြီးမင်းတို့သိကျင်တာတွေကိုလည်းအချိန်မီလာပြီးတော့မီလို့ရပါတယ်နောက်တစ်ခုက check reset ဒီမှာထီတိုက်လို့ရပါတယ်ဒီမှာဆိုရင်တော့ကိုတိုက်ချင်ရင်ကိုရဲ့နံပါတ်လေး6လုံးပေါ့နော်နံပါတ်လေး6လုံးရိုက်မယ်ပြီးရင်ဒီမှာဒီလိုမျိုးဆိုရင်မပေါက်ဘူးဆိုရင်ဒီလိုမျိုးကြလိမ့်မယ်ပေါက်တယ်ဆိုရင်လည်းဒါဥပမာအခုဆိုရင်063895ကဲတိုက်ကြည့်မယ်နော်063895ကဲ063895ဘယ်လိုများပုံမလဲပေါ့နော်ဒါဆိုရင်တော့ဒါထီပေါက်တယ်ဆိုရင်ဒီလိုလေးပေါ်ပါလိမ့်မယ်ကဲဒါဆိုရင်တော့ဒါထီတိုက်တဲ့ feature လေးဖြစ်ပါတယ်ထိုင်းထီတိုက်တာပါဒါကတော့စင်ကာပူထီတိုက်တဲ့ feature လေးဖြစ်ပါတယ်42273331เนาะဒီမှာတိုက်ကြည့်အောင်ဒီမှာဆိုလဲအဲ့လိုမျိုးပဲ congratulation ဒါပေါက်တဲ့ခါမှာဒီလိုမျိုးလေးပြရဲပေါ့နော်အရင်ကအသုံးပြုရအလွယ်ကူတဲ့ application လေးဖြစ်ပါတယ်လူကြီးမင်းတို့ကိုအသုံးပြုဖို့အတွက်ကိုအကြံပေးပါတယ်တကယ်လူကြီးမင်းတို့အတွက်အကျိုးအမြတ်မရောက်ဘူးဆိုတာကိုလည်းအာမခံပါတယ်ဟောဒီမှာဆိုရင်ဒါကဒီထီနဲ့ပတ်သက်တဲ့သတင်းထူးတွေကိုဒီညမှာကြီးညာထားပေးတာတင်ပြပေးထားတာဖြစ်ပါတယ်ဒီအခါမှာနောက် feature လေးတစ်ခုသွားပါမယ်ဒီ shop အောက်မှာကတော့ဒါခုနကဒီတစ်ခုချင်းစီကိုပြန်ပြထားတာဖြစ်တယ်ပေါ့နော်
Okay ဒီမှာ search ကိုလာပါပြီဒီနေရာကတော့လူကြီးမင်းတို့စိတ်ကြိုက်အသုံးပြုလို့ရမယ့်နေရာလေးဖြစ်ပါတယ်ဟုတ်ပြီကိုက65နဲ့65တရွဲပါတဲ့နံပါတ်ကိုလိုချင်တယ်ဆိုရင်65တရွဲပါတာကိုအဲ့လိုမျိုးရိုက်ချလိုက်လို့ရပါတယ်ရိုက်ချလိုက်တဲ့အခါမှာဒီအောက်မှာ65နဲ့စားတဲ့ဒီနံပါတ်တွေကျလာပါမယ်လက်ရှိကတော့ထီတွေကမရောက်သေးတာဖြစ်တဲ့အတွက် not found လို့ပေါ်နေတာဖြစ်ပါတယ်ကဲဒါဆိုရင်စင်ကာပူထီကိုရိုက်ရှာကြည့်အောင်ပေါ့နော်စင်ကာပူထီမှာ655ဆိုတဲ့ဟာလေးကိုရှာကြည့်ပါရင်Okay မရှိဘူးဆိုရင်တို့ဘာနဲ့ရှာမလဲ6ပါတဲ့ဒီနံပါတ်လေးတွေရှာရအောင်ဒီမှာဆိုရင်ဒါလူကြီးမျိုးတွေ့နိုင်ပါတယ်6ပါတဲ့ဒီနံပါတ်လေးတွေကိုဒါဖော်ပြပေးထားတာဖြစ်ပါတယ်နော်ဒီလိုမျိုးလွယ်ကူစွာနဲ့ကိုလိုချင်တဲ့ဒီနံပါတ်ကိုလည်းစိတ်ကြိုက်ရှာဖွေလို့ရနိုင်မှာဖြစ်ပါတယ်ဒီဟာကတော့ဒါလူကြီးမင်းတို့ရဲ့ profile ပေါ့နော်ဒီညမှာဘာတွေပေါ်မလဲဆိုတော့ user ID ပါမယ်ပြီးတဲ့အခါမှာကိုအကောက်ဖွင့်ထားတဲ့ email ပါပါမယ်ပြီးရင်ဒီမှာ wallet balance လည်းပါမယ်ပြီးရင်အမေးများတဲ့မေးခွန်းတွေကိုစူးစီးပြထားပေးတာဒီမှာဖြစ်ပါတယ်ငွေဖြစ်ခြင်းဘယ်လိုဖြစ်ရမလဲထိပေါင်းရင်ဘယ်လိုထုတ်မလဲဒီလိုမျိုးတွေလည်းပြထားပါတယ်ဒါကတော့မြင့်မို့ရဲ့ website ဖြစ်ပါတယ် website ကိုသွားပြီးတော့အသုံးပြုလို့ရပါတယ်ဒါကတော့ဒါပြုပြင်နေစေလည်းဖြစ်တယ်လို့ဒါထပ်ပြီးတော့အသစ်တွေထည့်ပြီးရင်ဒီမှာဒါကတော့ဒါ admin ကိုဓာတ်ရိုက်ဆက်သွယ်လို့ရမယ်နေရာတွေဖြစ်ပါတယ် Facebook ကဆက်သွယ်မလား Viber ကဆက်သွယ်မလားပေါ့နော်အကုန်လုံးအဆင်ပြေပါတယ် Okay ဒါဆိုရင်တော့ဒါဝယ်ယူမှုမှတ်တမ်းဖြစ်ပါတယ်ဟုတ်ပါပြီဒီလောက်ဆိုရင်တော့လူကြီးမင်းတို့အနေနဲ့ဒီမြင့်မို့လူတူ app လေးကိုချောမွေ့မွေ့နဲ့ပေါ့နော်ဘယ်လိုလေးစမ်းပြီးတော့သုံးပြုလို့ရမလဲဆိုတာကိုသိရှိသလောက်တော့သိပြီလို့ယုံကြည်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းတစ်ခုချင်းစီကို feature တစ်ခုချင်းစီကိုပို့ပြီးလွယ်လွယ်ကူကူအသုံးပြုနိုင်စေဖို့ထပ်ခါမျှဝေပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ထီစုကြီးများကိုကန်ဆန်းနိုင်ကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်